ဒီပြစ်ခတ်မှုကိုတာဝန်ယူဥဆောင်စီမံခန့်ခွဲတဲ့ကျွန်တော်ရဲ့မိတ်ဆွေကြီးကခုနပဲလမ်းပြီးတော့အကြောင်းကြားပါတယ်ကျွန်တော်တို့ဒီတရဝူကိုဆော်မလို့ပြင်ဆင်နေတာတော်တော်ကြာပါပြီကျွန်တော်တို့ကမန္တလေးနန်းတွင်ထဲကကြားဖက်စစ်သားတွေအများဆုံးထွက်ခွာဖို့ပတ်ပတ်လည်မှာကျွန်တော်တို့ဝိုင်းထားပြီဆိုတဲ့အကြောင်းပြောခဲ့တာလေးမှတ်မိမယ်ထင်ပါတယ်မှန်တကယ်တော့ဒါကတော့စစ်မြူလိုက်တဲ့သဘောပါပဲမန္တလေးပတ်လည်ကိုသူတို့ဝင်ပြီးတော့အင်အားတိုးချဲ့နိုင်စေဖို့အတွက်မန္တလေးနန်းတွင်ကိုကျွန်တော်တို့တိုက်ခိုက်တော့မယ်ဟန်ကျွန်တော်တို့ထုတ်ပြန်ပြီးတော့တရဝူကိုကြံရွယ်ချိန်ဆပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်တရဝူလေစိတ်ကိုကျွန်တော်တို့ short တိုက်တွေ10လုံးတိတိပြင်ဆင်ပြီးတော့တိတိကျကျချိန်ရွယ်ပြစ်ခတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့3လုံးပဲပြစ်ခတ်နိုင်ခဲ့ပြီးတော့3လုံးက error ဖြစ်ပါတယ်4လုံးကတော့ချက်ချင်းသူတို့ဘက်ကတံပြန်ရောက်ရှိလာတဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှုအတွက်ဆွန့်ခွာခဲ့ရတယ်လို့ကျွန်တော်သိရှိရပါတယ်တော်လိုင်းဘက်သားဒီဘက်မှာလည်းပဲဒီလောက်လုံခြုံရေးကြက်တဲတဲ့ဘလို့မှတိုက်ခိုက်လို့မရနိုင်ပါဘူးလို့ကြွေးကြော်ထားတဲ့တရဝူလေစိတ်ကိုတိုက်ခိုက်နိုင်ဖို့ကျွန်တော်တို့လှနဲ့ချီပြီးတော့စိတ်ရှိလက်ရှိနဲ့တေးသေးချာချာစောင့်ဆိုင်ကင်ဖို့ပြင်ဆင်စုဖွဲ့ပြီးတော့မှတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ထိရောက်မှုကတော့မနေ့ဖြန်နေ့သတင်းတွေမှာတော့ဟိုလေးတကြောပေါ်ပေါက်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ပြည်သူဘက်တော်သားတွေတော်လိုင်းသမားတွေကတော့ဖက်စစ်အကြမ်းဖက်အုပ်စုရဲ့တောက်တိုင်မှန်သမျှကိုရတဲ့နည်းလမ်းနဲ့ဖြိုဖျက်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်အဲ့တော့စကားမဆက် by the way ပြောရရင်တော့ဦးတရဝူလေစိတ်ကိုတိုက်ခိုက်နိုင်ခဲ့တာဟာလည်းဖျဲသီးတွေရဲ့အကူအညီကြောင့်ပါပဲဖျဲသီးတွေကဘယ်ချိန်မှကင်းလဲမယ်ဘယ်သူကင်းလဲမယ်ဆိုတာတွေကိုကျွန်တော်တို့တိကျသတင်းပေးထားတဲ့ကြောင့်အခုလိုထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်Okay အတန်ချက်စနဲ့သွားမပြောတော့ပါဘူးမပြောတော့မပြောဘူးနော်ပြောဦးမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ပြင်ဆင်နေပါတယ်ကျွန်တော်လက်ရှိဆိုလဲကျွန်တော်ရှိနေတဲ့နေရာကလည်းဒါအမြောက်တန်တစ်ချင်းကြားနေရတဲ့နေရာပါပဲဆိုတော့လုပ်တွေပါတယ်ပြည်ပြမှာဆင်းနေပါတယ်ခက်ခဲတွေကတော့တင်းကြပ်ပါပဲသူတပိခက်ခဲတာကတော့စစ်မြေပြင်အီဒီယာဖြစ်တဲ့အတွက်ကြောင့်မလို့အဆအရာရှားပါတဲ့ခက်ခဲပါအဆအရာဆိုတော့အဆအရာပါရှားပါပါတယ်အဲ့တော့ပစ္စည်းတစ်ခုခုပြတ်သွားရင်ပျောက်သွားရင်ပြန်စားထိုးဖို့ဘယ်လို့မှမလွယ်တဲ့အခြေအနေပါဒါကြောင့်ကျွန်တော်တို့မှာအထူးသတိထားပြီးတော့အကုန်လှုပ်ရပါတယ်တတိကြီးကိုယ့်အသက်အန္တရာယ်အတွက်ကိုတတိကြီးကိုယ်သုံးဆောင်တဲ့ပစ္စည်းကိုယ့်ရဲ့လုံခြုံရေးအားလုံးတတိကြီးထားပါတယ်ဗျအဲ့တော့အားပေးကြတဲ့မိတ်ဆွေအားလုံးမြတ်တာပို့ပေးတင်ကြတဲ့မိတ်ဆွေအားလုံးကျေးဇူးအထူးတင်ရှိပါတယ်နော်အဲ့တော့ကျွန်တော်အလုပ်တွေလုပ်နေပါတယ်မကြခင်မှာဖက်စစ်မင်းအောင်လိုင်းအုပ်စုရဲ့ညီကုန်းအတွက်ကိုပြုံးနေနဲ့ကြိုနိုင်ဖို့ပြည်သူနဲ့အတူတော်လိုင်းသမားတွေနဲ့အတူရဲဝင်ဆွန်စားသော PDF တိုင်းသားတော်လိုင်းတပ်ဖွဲ့များနဲ့အတူကျွန်တော်ရှိနေပါတယ်အဲ့တော့ဒီကနေ့လက်ရှိဖြစ်ပေါ်နေတဲ့ဖက်စစ်ချမ်းဖက်တပ်ထဲကမိုင်မဲသောတတဝါတို့ရဲ့ဖြစ်စဉ်လေးကိုကျွန်တော်သူတို့ရဲ့နောက်ဆုံးဒီကနေ့ပေါက်ကြားလာတဲ့သတင်းလေးနဲ့သတင်းကျဉ်းနှံလေးနဲ့ကျွန်တော်ကညီကုန်းချုပ်ချင်တယ်ဗျ။ဘာဖြစ်နေလဲဆိုတော့ဒီ3နှစ်တာကာလတော်ထဲမှာမင်းအွန်လိုင်းအုပ်စုရဲ့ရက်ဆက်ရုပ်မှမှုတွေကြောင့်ကျွန်တော်တို့ပြည်သူပန်းနဲ့ချီပြီးတော့စစ်ရှောင်နေရတယ်။ကျွန်တော်ဆိုရင်အခုဒီထဲမှာဒီဒေသပြည်နယ်ထဲမှာဆိုရင်ကျွန်တော်စစ်ရှောင်စခန်းပေါင်း6ခု9ခုလောက်ကိုကျွန်တော်ရောက်ခဲ့ပြီးပြီ။အာဟာရဒါနကုသိုလ်တွေသွားလှူရင်အားပေးစကားတွေပြောခဲ့တယ်ပေါ့။အရန်သူတို့မှခက်ခဲကြက်တဲကြပါတယ်။ဒါပေမဲ့တချို့သောစစ်ရှောင်စခန်းတွေမှာတော့သာသနာပြုဘုန်းတော်ကြီးတွေဆရာတော်တွေပေါ့နော်ခရစ်ယာန်ဆရာတော်တွေရဲ့စီလုံးညီညွတ်စီမံခန့်ခွဲမှုနဲ့ကလေးလေးတွေပညာရေးကိုထိန်းသိမ်းဆောက်ရှောက်ပေးနိုင်တာတွေကျန်းမာရေးကိုထိန်းသိမ်းဆောက်ရှောက်ပေးနိုင်တာတွေပြီးတော့စစ်ရှောင်စခန်းမှာစိတ်သက်ကြနေစရာမလိုဘဲနဲ့အချိန်ကျိုးရှိအသုံးချနိုင်မှုစီမံဆောင်ရွက်ပေးနိုင်တာတွေတွေ့ရပါတယ်နော်ဒါပေမဲ့တချို့စစ်ရှောင်စခန်းတွေမှာတော့တချို့တော့တိုင်းရင်းသူတိုင်းသားတွေစိတ်ထဲမှာPDF တွေနဲ့ဒီလူကဘယ်တပ်ဖွဲ့တွေကတိုက်လို့ငါတို့တွေရှောင်နေရတာသူစစ်တပ်လှုပ်ချင်တာလှုပ်ပြီးစီငါတို့စစ်ရှောင်တွေကဒုက္ခရောက်တယ်ဆိုတော့အတွေးမြင်ရှိတဲ့လူတချို့လည်းကျွန်တော်တို့တွေ့ရကြားရပါတယ်ဆိုတော့သူတို့တွေကိုလည်းရှင်းပြပြီးတော့ဒီလိုဖြစ်တာဟာဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်ဒါကိုကျွန်တော်တို့အပြီးပြတ်ဖြိုဖျက်နိုင်မှာကျွန်တော်တို့တိုင်းသူပြည်သားအားလုံးအနာဂတ်ကတာယာလပါငြိမ်းချမ်းမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်လိုက်ရှင်းပြရပါတယ်ဗျနော်ဒီဘက်ကလည်း PDF ကလေးလေးတွေ PDF သူရဲကောင်းတွေသူတို့ရဲကောင်းတွေရဲ့စွမ်းဆောင်ရည်ရဲရင်တတိတွေကိုလည်းပြည်သူလူထုကဂုဏ်ပြုကြီးကျူးမှုတွေတစားပုံမှုများပြလာတာကိုလည်းတွေ့ရပါတယ်ဂုဏ်ယူကြရပါတော့အဲ့တော့ကျွန်တော်တို့စစ်ဆောင်ပြည်သူတွေ3နှစ်တာအတွင်းတန်းနဲ့ချီဆောင်ပြီးတဲ့နောက်အခုဆိုရင်တော်လိုင်းရဲ့ရေချိန်ကလုံးဝပြောင်းလဲသွားပြီဖြစ်ပါတယ်ကျွန်တော်အခုအားလက်တဲ့အချိန်စစ်စင်ဒေတာထဲမှာခီးတွေသွားနေရတဲ့အချိန်မှာ
ရှိလာတဲ့သတင်းချက်လက်တွေပေးပို့လာတဲ့သတင်းချက်လက်တွေဖတ်ရှုရတဲ့ဒီသတင်းစာမျက်နှာတွေအချက်လက်တွေကိုကြည့်ရှုခြင်းအဖြစ်ဖက်စစ်ကြမ်းဖက်တပ်ထဲမှာကလုံးလုံးလဲလဲကြီးကိုစိတ်ဓာတ်တွေပြပြနေကြပြီဆိုတာကိုတွေ့ရှိရပါတယ်ခုဆိုရခိုင်စစ်မျက်နှာပြင်မှာစခန်းတွေတစ်ခုကြတာပြောင်းမှုအဆင့်တွေအထီကိုတနတ်တန်ရအပြည့်နဲ့ဖန်ဆီးရမိတာတမမှုတွေအချင်းပြောင်းတွေကိုအမြန်အရန်လုံနေတာမင်းအွန်လိုင်းပါဇက်ကအယူချီပန်ရုပ်ောက်ပွဲလုံအောင်မယ်ဆိုပြီးတော့ထွက်ပေါ်လာတာရက်တရကတ်လာပြီသူ့ရဲ့နောက်ဆုံးရက်စွဲတွေကအဲ့တော့မင်းအွန်လိုင်းကအယူချီပန်နေဖြစ်နေပြီအယူချီပန်ဖြစ်နေမဖြစ်နေဆိုတာဒီကနေ့ပေါက်ကြားလာတဲ့နော်ဒီကနေ့ပေါက်ကြားလာတဲ့ January 23ရက်နော်ပေါက်ကြားလာတဲ့ကြီးနှလေးတစ်စောင်ကျွန်တော်ဖတ်ပြခြင်းတယ်အဲ့ဒါဘာလဲဆိုတော့တဲ့ချင်းရွှေဟော်ပန်ဆန်းမိုင်းပေါက်မိုင်းဖြန်ကတဆင့်မိုင်းရန်ကိုကား6စီးနဲ့ထွက်ပြေးလာတဲ့နော်ရာရှိစစ်တီမိကိုသူပြည်သူစစ်ရဲဝန်ထမ်းပေါင်း905ဦးဘယ်နေ့မှဘယ်ချိန်ရောက်ကြလဲဆိုရင်2024ခုနှစ်ဇန်နဝါရီလ22ရက်နော်မနေ့9:25မှာဘယ်ကိုရောက်လာလဲဆိုတော့မိုင်းရန်ကိုရောက်လာတယ်တဲ့မိုင်းရန်ကိုရောက်လာတယ်အဲ့ဒါကိုစစ်ပြွာမှုဘုံမူကြီးဇော်အေးထွန်းဦးစီးတဲ့ရာရှိနဲ့ခြားစဉ်23ယောက်နော်နောက်တစ်ခါမိုင်းရန်ခိတခရိုင်ရဲမှုကျော်စီရဦးစီး10ယောက်နော်မိုင်းရန်ခရိုင်ထွေဒုခရိုင်မှုမန်ကိုဟောဦးစီး4ပေါင်း6 10ယောက်လာဝကမှုမြင့်ကျော်နော်နောက်တစ်ခါစတရတတခါနေပြီးတော့တက်ချက်ဆန်းယူနိုင်သူတို့အားလုံးပေါင်းပြီးတော့ဗာဖြစ်လေစစ်ရှောင်းအရာရှိတွေစစ်တီမိကိုမိသားစု905ဦးကိုစောင့်ဆိုင်ကြိုဆိုလွှဲပြောင်းလက်ခံခဲ့ပြီးတော့အခုဆိုရင်သူတို့ဟာခလာ181မှာ249ယောက်ခလာ289မှာ213ယောက်မိုင်းရန်မြို့မှာအားကစားခမ်းမှာရဲတဲ့ပြည်သူစစ်45ယောက်ပေါင်း905ဦးကိုသူတို့ပြီးတော့ဖွက်ထားတယ်အဲ့တော့မနေ့ကအထိဖြစ်နေတဲ့အခြေအနေဖြစ်တယ်နေရာအနှံ့မှာကချင်ပြည်နယ်မှာရှမ်းမြောက်မှာရခိုင်မှာနောက်တစ်ခါအခုပဲကရင်ပြည်နယ်မှာဆိုရင် BGF စောချစ်သူအုပ်စုအဖွဲ့ကမင်းအွန်လိုင်းကိုပြောင်းကြပုတ်ကန်ပြီးတော့မင်းကျွေးတာမစားဘူးမင်းပေးတာမယူမင်းနဲ့လည်းမပေါင်းဘူးဆိုပြီးကြေညာလိုက်တဲ့နောက်မင်းအွန်လိုင်းဟာရန်သူတွေပတ်လဲဝိုင်းနဲ့ပြေးပေါက်ပိတ်တော်ဘွားကိုတဖြည်းဖြည်းရောက်ရှိသွားပြီဖြစ်ပါတယ်သူတပ်ဖွဲ့ဝင်တွေဆိုတဲ့သူ့ရဲ့ထောက်ခံသူဖက်စစ်ငရဲခွေးပက်တော်သားတွေအကြမ်းဖက်လက်ပါစီတွေဟာလည်းပဲအခုဆိုရင်စစ်ရှောင်နေရတဲ့အနေအထားတွေဖြစ်လာပြီဟိုမျိုးကလာတိုက်လိုက်ဟိုမျိုးပြေးလိုက်အဲ့ဒီဟိုမျိုးဒီမျိုးလာတိုက်လိုက်ဟိုမျိုးပြေးလိုက်နဲ့အကုန်လုံးဟာမကြခင်ပျက်စီးတော့မဲ့ဖက်စစ်အကြမ်းဖက်တပ်ကြီးရဲ့တရုတ်လက္ခဏာကိုဖော်ပြနေကြပြီဖြစ်ပါတယ်ပြည်သူ့ဘက်တော်သားတွေအားလုံးတော်လိုင်းဘက်တော်သားတွေအားလုံးစီလုံးနဲ့ယခုတည်းပို့ပြီးတော့ညီညွတ်စွာစီလုံးစွာအနိုင်နဝဲရမယ်အချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်တယ်နော်ပြည်သူတရားလုံးရဲ့ပေးပို့တဲ့မေတ္တာတွေနဲ့ထောက်ပံ့တဲ့ကူညီမှုတွေကြောင့်တော်လိုင်းကြီးနွေတော်လိုင်းကြီးအခုချိန်ထိအချိန်ခီးရောက်လာတာဖြစ်တယ်မကြခင်မှာကျွန်တော်တို့အားလုံးမျှော်လင့်တဲ့ရောင်ကြီးတွေရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဘယ်ပြောင်းရင်အစီအမံကလည်းဆက်လက်ဆောင်ရွက်နေတယ်လိုက်လံစီရင်ခေါ်ပြောခြင်းအစီအစဉ်တွေလည်းသွားနေတာဖြစ်တယ်လို့ရုပ်ဖွဲ့နဲ့တဖြည်းဖြည်းနှဲပါလာတဲ့အခြေအနေကိုကျွန်တော်တွေ့ရှိရပါတယ်အဲ့တော့မြောက်ပိုင်းရခိုင်အလဲပိုင်းတောင်ပိုင်းတနင်္သာရီအားလုံးတပြိုင်နက်တည်းဖက်စစ်ငရဲခွေးအုပ်စုကိုတိုက်စစ်ဖွင့်စစ်ပြွာမြောက်လှုပ်ရှားမှုရှိမယ်ဆိုရင်တော့ဖက်စစ်မရောက်နိုင်ရဲ့အကျွင်းကြံအုပ်စုတွေဟာမျိုးချုံသောမျက်နှာနဲ့အမြန်ဆုံးလက်နက်ချလာလိမ့်မယ်လို့ကျွန်တော်တို့တွက်ဆထားပါတယ်အဲ့တော့လက်နက်ချလာရင်တော့လက်နက်ချတဲ့အလျောက်စစ်တုံးပန်းဖြစ်ဆက်ဆံခံရမှာဖြစ်ပြီးတော့အခုဖိတ်ခေါ်နေတဲ့အချိန်မှာပူပေါင်းကူးပြောင်းလာရင်တော့ပြည်သူ့ဘက်တော်သားတွေဖြစ်နွေးနွေးထွေးထွေးကြိုဆိုခံရမှာဖြစ်တယ်အဲ့တော့အသက်ရှင်ခွင့်ရမယ်နွေးနွေးထွေးထွေးကြိုဆိုဖို့ပြင်ဆင်နေတဲ့အချိန်မှာပူပေါင်းကူးပြောင်းမလာဘဲနဲ့လက်နက်ခဲယမ်းကြီးကုံရန်ကုန်ခဲယမ်းကုန်မှပြန်လေခုခံနိုင်စွာမရှိတော့မှလက်နက်ချလာရင်တော့တုံပန်းအနေနဲ့ပဲဆက်ဆံခံမှာဖြစ်တယ်ဆိုတဲ့အကြောင်းဖက်စစ်လက်ပါစီတွေကိုကြိုတင်သတိပေးခြင်းပါတယ်တုံပန်းဆိုရင်ဘယ်လိုဆက်ဆံမလဲမကြခင်ကျွန်တော်တို့တင်ပြပေးပါမယ်အားလုံးမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအောင်မြင်တဲ့အနာဂတ်တွေကိုအတူတူမြင်ခွင့်ရပါစေလို့ကျွန်တော်တောင်းဆိုပြုပါတယ်အတူတူဆိုတာကျွန်တော်လည်းအသက်ရှင်ကြံကျင်တာပေါ့အသက်ရှင်ကြံမှအတူတူမြင်ရပါဘူး